AI နဲ့ platform တည်ဆောက်ခြင်း part 5မင်္ဂလာပါရှာတော့ဆောက်ဖြစ်ပါတယ် studio ကို15ရက်နေပြီးအောင်ဆွဲခဲ့ access တွေရှာရတယ်အဲ့လိုဒီမျိုးတွေကြတော့ကျွန်တော် third party platform တွေမျိုးမရအောင် no AI တော့ computer ထဲမှာဟိုရတဲ့အဆင့်တွေကိုကျွန်တော်တို့ architecture ဆွဲရတယ် design plan အကြံချကြည့်ရတယ် design ဆွဲပြီးပါဆိုပြီးတော့ကျွန်တော်တို့ထုတ်လိုက်တာငါ့ကို first landing page တစ်ခုလုပ်ပြီးဘာတွေပါမယ်ကျွန်တော် backend ကိုသွားပြီးတော့ connect လုပ်ရမယ်။ဟိုမှာငကိုသတ်မှတ်ထားပြီးသားချိတ်ဆက်မှုတွေနဲ့တိကျခြင်းမှာတူညီခြင်းမှာတူညီမှာပြင်ရတယ်ပြန်ပြီး update လုပ်ရတယ်။ backend ချိတ်ဆက်တာတော့ကျွန်တော် AI တော့ခိုင်းလို့မရဘူး။ကိုယ့်အကိုပဲ backend ချိတ်ဆက်တာလုပ်ရတယ်။ navigation တွေကဘာပါမလဲ navigation pattern တွေကဘာပါလဲ navigation pattern နှိမ့်လိုက်ဆိုတော့ navigation pattern တစ်ခုချင်းစီကိုနှိမ့်လိုက်ရင်ဘယ်လိုသွားချင်မှာလဲပြောရမယ်ဆိုတော့ကျွန်တော်တို့အရင်တုန်းကကုတ်တင်မှာကျွန်တော်တွေးထားသမျှဟာတွေကိုဒီ notes မှာမှတ်တယ်ဒါမှမဟုတ်တခါတည်းတမ်းမျိုးကျွန်မကုန်တင်လောက်တာမျိုးရှိရကျွန်မတို့ခေါင်းထဲမှာတွေးလိုက်တယ်ဒီမှာဒီ pattern ထည့်မယ်ပြီးရင်ဒါဆိုပြီးတော့ကျွန်မတခါတည်းတမ်းနှိပ်လိုက်တာမျိုးရှိတယ်ဒါပေမဲ့ကျွန်မအဲ့ခေါင်းထဲမှာကျွန်မတွေးနေတဲ့အတူတူကျွန်မစာတွေနဲ့ခြိုက်ရေးပြီးတော့သူ့ကိုလောက်ခိုင်းလိုက်တာပြောမယ်ဆိုတော့သူ့ကိုလောက်ခိုင်းလိုက်တဲ့အချိန်မှာတော့သူကတော့ output တစ်ခုပေးတာပဲဒါပေမဲ့အဲ့ဒါကိုနဲ့ကြိုက်ချင်မှကြိုက်မှာ errors တွေလည်းအများကြီးပါတတ်တယ်ဒါတွေအကုန်လုံးကိုကိုကပြန်စစ်ဆေးရမယ်ပြန်မစစ်ဆေးနိုင်ရင်လည်းဥမာတစ်ခုခု error တက်လာလို့ okay ဒီ error ကရှင်းမှုကြာနေသူ့ကိုပဲပြန်ပြီးတော့ထည့်ငါဒီလိုဖြစ်ချင်တာငါအဖြေပြောင်းလဲသွားတာကဒီလိုမျိုး result ထွက်ချင်တာငါမှဒီလို result ဖြစ်နေတယ်သူ့ကိုပဲပြန်ပြီးစစ်ဆေးခိုင်းပြီးတော့အဖြေပြန်ထွက်အဲ့အဖြေပြန်ထွက်တာကိုကျွန်တော်ပြန်ပြီးတော့တစ်ခေါက်ပြန်စစ်ပြီးတော့မှတစ်ခါပြန်ထည့်ဆိုတော့ဒီကကျွန်တော်တို့ developer ဘိုင်းမှာ coding ကိုနားမလည်ဘူးဆိုရင်တော့ဒီအပိုင်းတွေကတော်တော်လေးအချိန်ပိုကြာသွားနိုင်ချေရှိတယ်ဒါပေမဲ့နားလည်တဲ့သူတွေအနေနဲ့ကြတော့ကျွန်တော်တို့ကဒီခုနလိုရေးနေရတဲ့အချိန်ပို့ပြီးတော့တက်တာသွားတယ်ကျွန်မ15ရက်နဲ့ပြီးတယ်ဆိုတော့နေထားတစ်ခုမှာကျွန်တော်တို့လောက်ရတဲ့အပိုင်းတွေကဘယ်လောက်ရှိပြီ AI ရဲ့လောက်ရတဲ့အပိုင်းကဘယ်လောက်ရှိတယ်ကျွန်တော်တို့ AI ကလောက်လိုက်တယ်ကျွန်တော်တို့ ready ဖြစ်လားမဖြစ်လား output ကဘယ်လိုရှိလဲဆိုတဲ့ဟာတွေကိုကျွန်မဒီ platform ကိုလုပ်ရင်းနဲ့အခု review video လေးပြီးနေတာပဲဖြစ်ပါတယ် platform တစ်ခုဒီလို studio တစ်ခုတိဆောက်တဲ့အခါမှာကျွန်တော်တို့ခုနလိုမျိုးပေါ့ကျွန်မတကယ်လို့ AI ကိုမသုံးဆိုရင်ကျွန်မဖြစ်ချင်တဲ့အကြောင်းကျွန်မ developer တယောက်ကိုပြောပြပြီးတော့သူ့ကိုဆောက်ခိုင်းလိုက်မှာသူ့ဆီကလည်း output တစ်ခုထွက်လာမှာပဲ okay အဲ့မှာလည်းကျွန်တော်လိုအပ်တာရှိမှာပဲပြင်ရမှာရှိမှာပဲသူကိုယ်တိုင်ဆောက်ရတဲ့အချိန်တစ်ခုလည်းရှိမှာပဲဒါပေမဲ့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဂျားတဲ့ကခုတင်လို့ရတဲ့အချိန်ကိုတအား short ချလို့ရသွားတယ်ဒီမှာဆိုရင်ကျွန်တော် design သမား short ချလို့ရသွားတယ် developer short ချလို့ရသွားတယ် development timeline short ချလို့ရသွားတယ်ဒါကြောင့်မလို့ကျွန်မကဒီအချိန်နဲ့ဒါကိုပြီးတာဒါပေမဲ့ကို့မှာခိုင်မာတဲ့ planning တွေ resource တွေ architecture တွေ design ပိုင်းတွေမှာတေချာစဉ်းစားပြီးတွေးခေါ်ပြီးလုပ်ထားတာမျိုး plan ချထားတာမျိုးမရှိသေးဘူးဆိုရင်တော့ကျွန်တော်တို့ကအဲ့အပိုင်းတွေမှာထပ်ပြီးတော့အချိန်ကြာနေအောင်ပါဒီမှာဆိုရင်ကျွန်မခုနကုတ်တင်ချိန်အများကြီးမယူလိုက်ပြီမယ်ကျွန်မ planning stage မှာဆိုရင်အချိန်အများကြီးယူတယ်ကျွန်မ testing stage မှာအချိန်အများကြီးယူတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကသူ့ AI ကိုရေးခိုင်းပြီးတော့မှကျွန်တော်တို့ပြန်ပြီး testing လုပ်ရဖြစ်တယ်ပို့ပြီးတော့သတိထားရတယ်ပို့ပြီးတော့ဘယ်နေရာမှာဘာဖြစ်နိုင်လဲဆိုတာတွေကိုဒီ variable names တွေအစားတေချာပြန်စစ်ပြီးတော့ update ပြန်လုပ်ရတာမျိုးရှိရယ် testing ချိန်ကိုအများကြီးပေးရတယ်ဆိုတော့